Hello ဒီနေ့ကတော့မိုးအေးအေးလေးနဲ့ချင်းနေဟော့ပေါ့သွားစားတဲ့ vlog လေးကိုရိုက်ဖြစ်ခဲ့တယ်ပေါ့နော်တငယ်ချင်းနေနဲ့မိုးအေးအေးလေးဟော့ပေါ့သွားစားရအောင်ဆိုပြီး3ယောက်သားဟော့ပေါ့သွားစားဖြစ်လိုက်တဲ့ vlog လေးပေါ့နော်ဒီဆိုင်မှာဆိုလို့ရှိရင်သူတို့ပေးထားတဲ့ option တွေကအများကြီးပဲပြီးတော့ပင်လယ်စားတွေဆိုရင်လည်းလက်လက်ဆက်ဆက်နဲ့ချထားပြီးရဲ့အသားတွေဆိုရင်လည်းလုံးဝနှက်ထားတာအရသာရှယ်ကောင်းတယ်ကွယ်အသားကလည်းအကုန်ရှိရဲ့စက်သားအမဲသားဝတ်သားပစွန်အသားငါပင်လယ်စားအကုန်ချထားပြီးရပါတော့အမှန်3ယောက်သားပလန်မှမရှိဘူးမိုးအေးအေးလေးနဲ့ပါစားရင်ကောင်းမလဲဆိုတိုင်ပင်ကြရင်လည်းပဲဟော့ပေါ့ဆိုင်ရောက်သွားပါတော့ဒီဟာဆိုလို့ရှိရင်ပင်လယ်စားအကင်လေးပေါ့နော်အကင်လေးရွေးလို့ရရဲ့ပြီးရင်ခောက်ဆွဲတွေပြီးရဲ့အရွက်တွေပေါ့နော်ဒါတွေရတော့ပြီးတော့အချင်းကြီးလည်းကိုတိုင်းဆက်လို့ရတယ်လို့ဆိုင်ရပြီးထားတဲ့အချင်းကြီးကိုလည်းမဆက်ချင်မဲနဲ့လည်းပြန်ဟွာဖြစ်လေရတယ်ပဲလေးရယ်ဆက်လက်ရွယ်လည်းရှိရယ်ဆိုတော့ချင်းဒီအကြိုက်ပေါ့နော်တကယ်စားလို့ကောင်းခဲ့ပြီးကင်ချီတွေလည်းရှိရယ်စားလို့ကောင်းလားမကောင်းလားဆိုတော့စားနေတဲ့ရုပ်ကိုပဲကြည့်လိုက်တော့ပေါ့နော်အဲ့ဟာတက်တည်ပါရော BBQ ရောရတယ်ဆိုတော့အရင်ကမိုက်တယ်ကွာဒါဆိုချင်းနေရကြတော့ BBQ ကြိုက်တယ်တငယ်ချင်းတွေကြောဟော့ပို့ကြိုက်တယ်အမချင်းနေရဆက်လက်ရွက်နဲ့ထုတ်ပြီးစားရအရင်သဘောကျရပါတော့ကဲဗီဒီယိုလေးဒီမှာပဲဆုံးသက်လိုက်ပါတော့မယ် bye bye see you in next video